Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗီဒီယိုတစ်ပုဒ်အတူတူကြည့်ဖို့ရွေးချယ်ထားပါတယ်ဒီဗီဒီယိုလေးကတော့စိတ်မကောင်းစရာရှင်းလည်းကြည့်ခဲ့ပါပေါ့ဒါပေမဲ့ကိုဖြစ်နေတော့တိုက်ဆိုင်တော့ပြန်ကြည့်တာပါဒီဗီဒီယိုထဲကအခုဒါကျွန်တော်ရဲ့ဒီဗီဒီယိုပြန်တွေ့နေဆိုရင်စကားလေးတစ်ခုတော့ပါချင်ပါတယ်အားမငယ်ပါနဲ့ကိုရေဒီလေးမှလည်းဒီလိုဖြစ်မျိုးနဲ့ပါပြီးခဲ့တာတည်းကပြီးခဲ့ပြီပဲစိတ်တမကြပါနဲ့အနာဂတ်အတွက်အားတင်းပြီးစူးစမ်းကြရအောင်တော့ဒီစကားလေးပါချင်ပါတယ်ကိုကဲသူတို့ကြည့်ရအောင် ပြန်လာမလား မလာနဲ့တဲ့ ဘာလို့မလာသေးကျွန်တော်လည်း ကောင်းသားတွေစိတ်မချ ဩကဲတောင်းသားတွေကစိတ်မချဘူးတဲ့မလာနဲ့တဲ့ အဲ မဟုတ်လဲရှိရဟုတ်တယ်မ မဲ ဟေးဖေအတင်းခိုင်းတာနော်ဘာမှဘူးနဲ့နော် အခုဒါနှင်းစုံးလဲကတ်ပေးလိုက်မယ်ဒါမေး ဖေလှုပ်ချင်လားဖေအောင်မေးဖေလှုပ်ချင်လား လှုပ်ချင်လားဟမ်ဩလုံမယ်တဲ့ခေါင်းညိတ်နေ လှုပ်ပြလိုက်